တငယ်ချင်းတွေလို့တစ်ခုလောက်ပြောချင်းလို့ပေါ့နော်ဖတီမဖြစ်တုံးကလည်းပေါ့နော်ဈေးမြောင်းကတော့စိတ်ပူပြီးတော့ဝိုင်းဝန်းပေးကြတဲ့ချစ်ရတဲ့သူတွေထမင်းချင်းတွေပေါ့နော်အခုငရင်ဖြစ်တော့လေပေါ့နော်ဖတီမစုဆောင်ထားတဲ့ပတ်စံလေးတွေရှိပါတယ်လို့အဲ့တော့အချင်းမောင်းစရောင်ကလေးစုထားတဲ့ပတ်စံလေးပေါ့နော်ဒီမှာပါရှင်ချင်းမောင်းစကလေးစုထားတဲ့ပတ်စံလေးတွေပေါ့နော်ဒီပတ်စံတွေကမွေးစိတ်နေနဲ့စုထားတာလေးပါရှင်မွေးစိတ်နေတဲ့စုထားတဲ့ပတ်စံလေးတွေကိုဖတီမဒီပတ်စံလေးတွေကိုပေါ့ငင်းဟိုပေါ့နော်ပတိမတွေရှိလားဆိုမရှိပါဘူးမချမ်းသာပါဘူးလို့ဒါဈေးရောက်ရတဲ့ပတ်စံလေးပါထမင်းရှင်တွေကျွေးတဲ့ပတ်စံလေးပေါ့နော်ဈေးရောက်နိုင်မှတိတလေးတွေထည့်ပြီးစုထားတဲ့ပတ်စံလေးတွေပါလို့ချိန်တော့ဆိုတော့40ခွန်48 50နီးပါတော့ရှိမှတင်တာပဲချိန်ဒီမဲ့ချင်းဒါတွေပတိမမွေးစိတ်နေနေဆိုလဲစုထားတဲ့ပတ်စံလေးတွေကိုပေါ့ထမင်းရှင်တွေရောတူတူပါပတိမအားပေးရချစ်ရတဲ့သူတွေတူတူပါလို့ပေါ့နော်ပတိမမနဲ့ဖြန်ကြရင်ပေါ့နော်ပတိမတငယ်ချင်းတွေအိုးဝင်ငါပြီးတော့ပေါ့နော်ဈေးရုံကြီးကိုလည်းသွားလူပါမယ်ဈေးရုံကြီးတို့အမရဘူးလားဈေးရုံတို့စကိုင်းဈေးရုံတို့ပေါ့နော်တက်နိုင်နေအားပေါ့နော်ဒီဖတိမတို့ဒီနာဟိုဟာပလီတို့ပေါ့နော်တက်နိုင်နေအားနဲ့ပါဖတိမတက်နိုင်တာကတော့တက်နိုင်နေသူများကြီးလို့အများကြီးတယ်လို့လည်းမရှိပါဘူးပေါ့နော်ဒါတက်နိုင်နေအားမွေးစိတ်တွေစုထားတာပါရှင်ဒါအချင်းမောင်းရောင်းတဲ့ပတ်စံလေးပေါ့နော်အချင်းမောင်းရောင်းတော့စုထားတာတွေတရက်တွေစုထားတဲ့ပတ်စံလေးတွေပါအဲ့ဒါလေးကိုပေါ့နော်အပြက်ပေါ့နော်ကိုဈေးရုံဆိုဈေးရုံကိုတက်နိုင်နေအားနဲ့15သိန်းဒီဈေးရုံကိုလူမဲ့ကိုစေးအောင်10သိန်းဆို10သိန်းအဲ့လိုမျိုးပေါ့နော်ဒီပတ်စံတွေကုန်ရည်ကြည့်ပြီးတော့လူပါမဲလို့ဒါကဖတိမတယောက်အားနဲ့မဟုတ်ပါဘူးပေါ့နော်စုထားတဲ့ပတ်စံတွေပါလို့နော်ဒါဖတိမတယောက်အားနဲ့မဟုတ်ပါဘူးပေါ့နော်ဖတိမကိုချစ်ပေးကြပြီးတော့နော်ဒါမှလာပြီးတော့လာအားပေးကြတဲ့ပေါ့နော်ဖတိမရဲ့ချစ်ရတဲ့သူတွေအားတွေအကုန်တူတူပါပါတယ်လို့တကယ်လဲစိတ်မကောင်းပါဘူးလို့အခုဒီလေဖတိမကိုလေဒီလိုဖြစ်နေတာတော့မှငင်းနေဖြစ်နေတာတော့မှလေဈေးရောင်းသွားဖို့အဆင်ပြေရဲ့လားဈေးရောင်းသွားမှမလားဆိုပြီးစိတ်ပူနေဈေးကပြန်ရောင်းလို့ရပါပြီလို့နော်စိတ်ပူကြပါနဲ့လို့ဒါထမင်းရှင်တွေအကုန်လုံးပါတယ်ပတ်စံမှာလို့ပေါ့နော်ဒါဈေးရောက်တဲ့ပတ်စံစုထားတာမွေးစိတ်ပါညာဆိုစုထားတဲ့ပတ်စံတွေပါဒါကိုဖတိမလူပါမယ်ရှင်တကယ်လူပါပါနော်တကယ်ကိုစိတ်ထဲကနေအမှန်ပေါ့နော်စိတ်ကိုတကယ်လည်းမကောင်းပါဘူးလို့ဖတိမကိုလည်းဖုံးဆက်ပြီးစိတ်ပူပေးကြသူတွေလည်းတကယ်ကျေးဇူးတင်ပါဒီပတ်စံတွေကိုဖတိမဈေးရုံကြီးကိုလည်းကိုယ်တိုင်ဒါလိုက်သွားလူပါမယ်ဖုံးကြီးเจ้าကိုလည်းကိုယ်တိုင်ဒါလိုက်သွားလူပါမယ်နော်အားနဲ့ပေါ့နော်ကိုတက်နိုင်တဲ့အားနဲ့ကိုအိုးဝင်နဲ့မနေ့ဖြန်ကိုစသွားပါမယ်လို့အခုကနည်းနည်းလေးနေတဲ့တားပူနေတော့မနေ့ပြန်ဈေးရုံလို့ပါလို့သွားလူပါမယ်ရှင်ဒါလေးရီးပြီးညနေကျရင်လဲဘယ်လောက်ရတယ်ဆိုရင်ပြောပါမယ်ပေါ့နော်ဒါလေးဒီပတ်စံဒါထမင်းရှင်တွေအားလုံးရဲ့ပတ်စံမှာဖတိမအားပေးကြထမင်းရှင်တွေအားလုံးရဲ့ပတ်စံကိုဖတိမဒါစုထားတယ်ပါနော်အချွေးဆက်လိုက်ဒါလေးစုလိုက်ဆိုပြီးဒါမွေးစိတ်တွေပါစုထားတဲ့ပတ်စံတွေကိုဖတိမထမင်းရှင်တွေနဲ့တူတူသွားလူပါမယ်ရှင်တက်နိုင်တဲ့အားနဲ့ပါနော်ချမ်းသာလို့လည်းမဟုတ်ပါဘူးရှိလည်းမရှိပါဘူးရှင်ဈေးကလည်းပြန်ရောင်းလို့ရပါပြီရှင်စိတ်တစင်းရဲ့ပြီလူတိုင်းမှာပြင်ပြန်မရောင်းတာပါရှင်